ရုပ်ရှင်ကိုဟောင်ကောင်မှာမြို့ရဲ့ဩဇာအရှိဆုံးလူဆိုးကိုင်းကောင်းဆောင်တွေကတယောက်ဖြစ်တဲ့မစ္စတာလင်ဂန်ကျင်းပတဲ့စိန်ခံပါတီပွဲမှာစတင်ပါတယ်။သူကပြိုင်ဘက် Black Dragon ဂိုင်းရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီးသူ့လူတွေဝိုင်းရံထားတယ်။တင်းမာမှုတွေကမျက်နှာပြင်အောက်မှာစူညံနေပေမဲ့အခုချိန်မှာတော့အားလုံးကကောင်းကောင်းကစားကြပါတယ်။မကြခင်မှာပဲအာရီယောင်ရောက်လာတယ်။မစ္စတာလင်ရဲ့သမီးဟာကြော်ရှင်းလာပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပေမဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အန္တရာယ်တွေကိုဖျာထွက်စေပါတယ်။ Black Dragon အဖွဲ့ဝင်တယောက်ကကောလာဟာလာတစ်ခုထွက်ပေါ်လာပါတယ်။အာရန်ကလေ့ကျင့်ထားတဲ့တိုက်ခိုက်ရေးသမားတယောက်ပါ။ဆက်စုချင်းစိမ့်နဲ့သူတို့ကမစ္စတာလင်ဂန်ကိုသူမကိုတရုတ်ပြခွင့်ပေးဖို့တွန်းအားပေးခဲ့ကြတယ်။သူခေါင်းညိတ်သည်အာရီယောင်သည်ရှေ့သို့တိုးလာပြီးတိကျသောဓာတ်ခုံကြီးကိုစတင်လိုက်သည်။တစိမ့်တစ်ပိုင်းကိုခံပညာတစိမ့်တစ်ပိုင်းတိတ်ဆိတ်စွာတတိပေးခြင်းအဲ့ဒီအလဲမှာအနက်ရောင်ငကားကြီးတစ်ကောင်ကသူမစီကိုဖန်ခွက်တစ်လုံးကန်လိုက်တယ်။ကွဲအပ်သွားတဲ့သွေးတွေကသူမရဲ့ခြေထောက်ကိုဆွန့်ထင်းနေတဲ့အချိန်မှာတော့သူမဟာခြေလမ်းမရက်တက်မဲ့အပိုင်းစားတွေကြားကနေကပ်ခုန်နေတယ်။ဒါပေမဲ့အဲ့ဒီလူကပဲရေလိုက်တဲ့အခါအာရုံကသူမရဲ့ပုံမှန်လုပ်နေကြအကျင့်ကိုတည်ငြိမ်စွာရှောက်လာပြီးသူ့ပခုံးကိုဓာတ်နဲ့ထိုးခြင်းဖြင့်အဆုံးသတ်လိုက်တယ်။ဟောက်တန်များတိတ်ဆိတ်ခြင်းဒါပေမဲ့မစ္စတာလင်ကအခန်းကိုမျက်စောင်းထိုးပြီးဖြန့်ကျက်လိုက်တယ်။ဘယ်သူမှလက်စားချေရဲခြင်းမရှိတော့လဲစော်ကားမှုကတော့ကြန့်ရှိနေခဲ့သည်။နောက်တစ်နေ့တွင် Black Dragon ခေါင်းဆောင်ကိုတိတ်ဆိတ်ငြိမ်သက်သောစံသားဆိုင်တစ်ဆိုင်တွင်လေပင်လိဖြတ်ခံရပြီးတေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။မျက်မြင်သက်သေမရှိတွေးတွေပဲရှိတယ်။စကားဟာတောမီလိုပြန့်နှံ့သွားပါတယ်။အချိန်ကြိုက်တာကြောင့်အားလုံးက Orion လို့ပဲယူဆကြတယ်။ဇာပနာမှာ Black Dragon တွေကစူပူနေကြတယ်။သူတို့ရဲ့အကြီးတန်းဥပဒေစိုးမိုးရေးအရာရှိကုချုံကလက်စားချေမယ်လို့ကတိပြုပါတယ်။အာယွန်းတကယ်လုပ်ခဲ့သည်ဖြစ်စေမလုပ်ခဲ့သည်ဖြစ်စေအရေးမကြီးတော့ပါ။စစ်ပွဲစတင်ပါပြီ။ဟောင်ကောင်ကိုပြန်ရောက်တော့မစ္စတာလင်ဖုန်းဝင်လာပါတယ်။သူ့သမီးကိုကာကွယ်ဖို့အတွက်ယုံကြည်စိတ်ချရတဲ့မဟာမိတ်ဟောင်း Big Boss လက်ထဲတိတ်တိတ်လေးကိုရီးယားကိုပို့လိုက်တယ်။ Big Boss ကသူ့ရဲ့အနေငယ်ကြောင်တောင်းနိုင်ပေမဲ့တစ္ဆာရှိတဲ့ကစ်ချူဘက်လှည့်လိုက်တယ်။သူကမစ္စတာလင်ရဲ့သမီးဧည့်သည်တယောက်ရောက်လာနေတယ်လို့ပြောပြတယ်။ပြီးတော့အခုချက်ရဲ့အလောက်ကသူမကိုပြုစုဆောင်ရှောက်ဖို့ပါ။ပြဿနာလေးတစ်ခုပဲရှိတယ်။ကစ်ချိုကတရုတ်စကားတခွန်းမှမပြောတတ်ဘူး။ဒါပေမဲ့ဝန်ခံဖို့ရှက်လွန်းတာကြောင့်ခေါင်းညိပြီးဘလို့ပဲဖြစ်ဖြစ်အလုပ်ကိုလက်ခံဖို့သဘောတူလိုက်တယ်။နောက်ပိုင်းမှာကစ်ချက်ကသူ့ရဲ့အယူနှစ်ယောက်ဖြစ်တဲ့ကန်ချီနဲ့ဒွိုင်းတို့နဲ့အတူလေစိတ်ကိုတွားခဲ့ပါတယ်။၃ယောက်သားအာရွန်လို့ခေါ်တဲ့ခက်ထန်တဲ့ကောင်လေးတယောက်ကိုမျှော်လင့်နေကြတယ်။ဒါကြောင့်စတိုင်ကြပြီးကြောက်မျက်နှာရှိတဲ့အမျိုးသမီးတယောက်လေရင်ပေါ်ကဆင်းလာတဲ့အခါသူတို့ဇဝေဇဝါဖြစ်သွားကြတယ်။အရာတွေကမြန်မြန်အဆင်မပြေဖြစ်လာတယ်။အာရန်ကကိုရီးယားစကားမပြောတတ်တယ်လို့ယောက်ျားလေးတွေကလည်းတရုတ်စကားမတတ်ဘူး။ဆက်သွယ်ရေးကွာဟချက်ကအရာအလုံးကိုတင်းမာပြီးမတက်မတာဖြစ်စေပါတယ်။နောက်ဆုံးမှာကစ်ချူကသူမကို Big Boss စီခေါ်လာပေးတဲ့အခါ Big Boss ကသူမကိုနှွေးထွေးစွာကြိုဆိုပြီးကစ်ချူနဲ့သူ့အဖွဲ့သားတွေကိုသူမကြိုက်တယ်လို့နေရာအနှံ့မှာထားနိုင်တယ်လို့ပြောပါတယ်။အဲ့ဒီကနေကစ်ချက်ကအာရွန်ကိုသူနဲ့ကောင်လေးတွေနေတဲ့အိမ်ကိုခေါ်သွားပါတယ်။သူမအခြေကျသွားတာနဲ့ယောက်ျားလေးတွေကရဲရဲစွာပြုမှုပြီးသူတို့မှတာဝန်ရှိတယ်ဆိုတာတက်တည်ပြဖို့သူတို့ရဲ့အရေးချင်းတွေကိုပြသကြပါတယ်။အာရန်ကခဏလောက်ကြည့်နေပြီးနောက်ပေါ့ပေါ့ပပဝင်လာပြီးတယောက်ယောက်ကိုဘလို့မှန်မှန်ကန်ကန်ရိုက်နှက်ရမလဲဆိုတာပြသပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူမကသူတို့အားလုံးကိုပိတ်ပစ်လိုက်ပြီးတကယ်တာဝန်ရှိသူကဘယ်သူလဲဆိုတာတန်တရားဖြစ်เสียရမလို့တော့ပါဘူး။အဲ့ဒီနောက်မှာယွန်ဟီလို့ခေါ်တဲ့ဘာသာပြန်တယောက်ကအဲ့ဒီကွာဟချက်ကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်။ဒါပေမဲ့ယွန်ဟီကအိမ်ထဲမှာရှုပ်ထွေးနေတာတွေလူတွေအော်ဟစ်နေကြတယ်ထိုးနေကြတယ်ဒဏ်ရာတွေကိုပြသနေကြတာကိုမြင်တာနဲ့သူမထိတ်လန့်သွားတယ်။သူမထွက်ပြေးဖို့ကြိုးစားပေမဲ့ကောင်လေးတွေကသူမကိုအထဲကိုပြန်ဆွဲခေါ်သွားကြတယ်။အားလုံးစိတ်ငြိမ်သွားပြီးစကားပြောဖို့ထိုင်လိုက်တဲ့အခါယွန်ဟီကသူမဟာအလွန်မင်းရှုပ်ထွေးနေနိုင်တယ်ဆိုတာသဘောပေါက်သွားပါတယ်။အခြေအနေတွေပိုဆိုးမသွားအောင်သူမကအာရန်ရဲ့ကြမ်းတမ်းတဲ့မှတ်ချက်တွေကိုဘာသာပြန်ပြီးဂိုင်းစကားတွေစိတ်မဆိုးအောင်စော်ကားတဲ့စကားတွေကိုယဉ်ကျေးတဲ့စကားစုတွေဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ပြီးတော့အာရွန်ကသူ့အမေရဲ့ဓာတ်ပုံတစ်ပုံကိုပြပြီးသူ့ကိုရှာပေးဖို့အကူအညီတောင်းပါတယ်။စိတ်ခံစားချက်တွေပြောင်းလဲသွားပြီးပထမဆုံးအကြိမ်ဖြစ်အာရီရဲ့လာလည်မှုဟာအေးအေးဆေးဆေးအနားယူဖို့တသက်မဟုတ်ဘူးဆိုတာရှင်းနေပါတယ်။သူမမှာကိုယ်ပိုင်မစ်ရှင်ရှိတယ်။နောက်တစ်နေ့မှာကစ်ချူရဲ့အဖွဲ့သားတွေဟာပြိုင်ဘက်ဂိုင်းတစ်ခိုင်းရဲ့နေမြေတွေကိုရုတ်တရက်ပေါ်လာတဲ့အခါယာဒူးကနေထုတ်ပယ်ခံရပါတယ်။သူတို့မှာလူအင်အားတိတိတတ်တာနေပါလာပြီးထိတ်လန့်စပြုလာပါပြီ။သို့တော့အာယွန်းကဝင်ရောက်လာပြီးအစ်စ်ဝင်ရောက်လာသူများကိုစပွဲငယ်တစ်လုံးဖြင့်တက်တက်ပြစ်ပေါက်လိုက်သည်။ဒါကသူတို့ကိုလဲကျသွားစေပြီးခစ်ချော်ရဲ့လူတွေပြန်တိုက်ခိုက်ဖို့အခွင့်အရေးကောင်းရစေကကျူးကျော်သူတွေကိုတကောင်ချင်းစီချေမှုန်းပါတော့တယ်။ညနေပိုင်းတွင်အဖွဲ့သည်ဒေသခံစားတောက်ဆိုင်တစ်ဆိုင်သို့အစားတောက်နှင့်အဖျော်ရမကာများစားသုံးရန်ထွက်ခွာသွားကြသည်။တောက်စရာတွေစားတောက်လာတာနဲ့အမျှကစ်ချူနဲ့သူ့လူတစ်ယောက်ကရေချိုးခန်းထဲကိုရိုင်ထိုးလဲလဲနဲ့ထွက်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲပြိုင်ဘက်ဂိုင်းဟာအစောပိုင်းကရှက်စရာကောင်းတဲ့ရှုံးနိမ့်မှုအပြီးမှာလက်စားချေဖို့ပြန်လာကြပါတယ်။သူတို့ကရန်ပွဲတွေထက်လုပ်ကြပြန်ပြီးကီချူရဲ့လူတွေကိုဘေးကိုတွန်းပို့ပြီးအာရန်ကိုဆွပေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့သူမတွန့်ဆုတ်မနေပါဘူး။သူမသည်သူများကိုတိကျစွာပြစ်ပေါက်ပြီးလူဆိုးများကိုထိမှန်အောင်ကန်ချက်များပစ်လွတ်ပြီးနောက်သူတို့ကိုလျင်မြန်စွာလွှမ်းမိုးသွားသည်။တိုက်ပွဲကနောက်ထပ်ရှင်းလင်းတဲ့အောင်ပွဲနဲ့အဆုံးသတ်သွားပြီးအာရန်ကသူမရဲ့နေရာကိုအလွယ်တကူထိန်းထားနိုင်ခဲ့ပါတယ်။ကီချူရဲ့လူတစ်ယောက်ကဘာတွေဖြစ်ခဲ့လဲဆိုတာသူ့ကိုပြောပြဖို့အပြေးလွှားသွားပေမဲ့ကီချူကအယက်မူးနေလို့ဘာမှမဖြေရှင်းနိုင်တာကြောင့်အတိတ်ပဲမရှိဘူးလို့ပယ်ချလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲပြိုင်ဘက်ဂိုင်းကသူတို့ရဲ့ဒဏ်ရာတွေကိုလျက်ပြီးအဖြစ်အပျက်ကိုသူတို့ရဲ့အထက်လူကြီးကိုပြောပြလိုက်တယ်။အခုတော့ကစ်ချူရဲ့အဖွဲ့ကိုလိုက်ဖမ်းဖို့အပြေးအဝဆုံးဖြတ်လိုက်ပါပြီ။ဒုဖော်မှုတွေလုပ်ပြီးတဲ့နောက်မှာသူတို့ကကီအူနဲ့အာရွန်တို့ကိုတရားဝင်ဖိတ်ကြားပြီးသူတို့ရဲ့အခြေစိုက်စခန်းကိုလာဖို့တောင်းဆိုပါတယ်။နှစ်ယောက်ရောက်လာတဲ့အခါကချူရဲ့လူတွေရိုက်နှက်ခံရပြီးကျမ်းပြင်ပေါ်မှာလဲလျောင်းနေတာကိုမြင်တော့အံ့အားသင့်သွားကြတယ်။ပြိုင်ဘက်ဂိုင်းရဲ့ခေါင်းဆောင်ကရှေ့တိုးလာပြီးကစ်ချူကိုတူးချင်းတိုက်ခိုက်ဖို့စိန်ခေါ်ပါတယ်။
ကစ်ချူးကဝင်တိုက်မိပြီးမျက်နှာကိုပြင်းထန်စွာထိုးလိုက်မိပါတယ်သူမတ်တက်ရက်ပြီးနောက်တစ်ကြိမ်စူးစမ်းပေမဲ့နောက်တစ်ကြိမ်လဲကျသွားပါတယ်သူဒီတတိယအကြိမ်မြောက်စူးစမ်းရန် Threat ဒီတစ်ခါတော့အာယောင်ကတိမ်မွေ့စွာကူညီပေးပြီးမြေပဲတစ်စိကိုဘော့စ်ရဲ့မျက်လုံးနဲ့တက်တက်ကြအောင်ပြစ်လိုက်တာကြောင့်ကစ်ချူအတွက်အရန်လိုအပ်နေတဲ့အခွင့်အရေးတစ်ခုပေးလိုက်ပေမဲ့အောင်ပွဲကခဏတာပါပဲပြိုင်ဘက်ကိုင်းကအပြေးလွှားဝင်လာပြီးကစ်ချူကိုဝိုင်းထားပြီးလက်သီးနဲ့လင်းတို့တွေကိုရက်ဆက်စွာပစ်ခတ်ပါတယ်ကစ်ချူကခဏတာတော့အခြေအနေကိုထိန်းထားနိုင်ပေမဲ့အရေးအတွက်ကသူ့ကိုလွှမ်းမိုးသွားပါတယ်အဲ့ဒီအချိန်မှာအာရွန်ကတိုက်ပွဲတဲကိုခုံဝင်လာပြီးကစ်ချူကိုအန်ရရှိတဲ့နေရာကနေတွန်းထုတ်ပြီးပွဲကိုသူမကိုယ်တိုင်ရင်ဆိုင်လိုက်ပါတယ်အရက်မျက်နှာအားလုံးမှာဝိုင်းရံထားတော့လဲအာရွန်ဒီတုံ့လောက်ခြင်းမရှိပေသူမသည်လျင်မြန်ပြီးအားကောင်းသောကံကြက်များကိုတပြိုင်နက်ပစ်လိုက်ပြီးတိုက်ခိုက်သူတဦးစီကိုတိကျစွာလဲကျစေသည်စက္ကန့်ပိုင်းအတွင်းမှာပဲတစ်ချိန်ကလူစီကားခဲ့တဲ့အခန်းဟာတိတ်ဆိတ်သွားပြီးကျမ်းပြင်ပေါ်မှာအလောင်းတွေပြန့်ကျဲနေတယ်အာယုံတယောက်ထဲသာကြန့်ရှိတော့သည်ကစ်ချူနဲ့သူ့အဖွဲ့သားများသည်သူမ၏ခွန်အားကြောင့်လုံးဝမူးလဲသွားပြီးမြင့်တက်စွာတိတ်ဆိတ်စွာသာငေးကြည့်နေနိုင်ကြသည်ထိုညတွင်အဖွဲ့သားများအိမ်ပြန်သွားကြတော့သည်ကစ်ချူနဲ့အာရွန်တို့ကဥယျာဉ်ထဲမှာအေးအေးဆေးဆေးအရက်တူတူတောက်ရင်းအပန်းဖြေနေကြပါတယ်နှစ်ယောက်စလုံးကတခြားဘာသာစကားကိုကျွမ်းကျင်စွာမပြောတတ်ကြတော့လဲတစုံတစ်ခုကသူတို့ကြားတွင်ခလုတ်တိုက်သွားသည်ကစ်ချူကသူမအပေါ်ဆွဲလန်းလာပြီးအာရွန်ကလည်းတတိထားနေပေမဲ့သူနဲ့အဖော်လုပ်ရတာကိုနှစ်သက်နေပုံရပါတယ်နောက်တစ်နေ့မနက်တွင်သူတို့အားလုံးမနက်စာစားရန်ထိုင်ကြသည်အာရီယွန်းကနည်းနည်းပိုပြီးပွင့်လင်းလာပြီးပြုံးရွှင်လာတယ်ဖော်ရွေလာတယ်ပြီးတော့ဂိုင်းနဲ့ရင်းနှီးအောင်နည်းနည်းချင်းစီစူးစမ်းလာတယ်ဒါပေမဲ့ဘာသာပြန်သူကအာရီယွန်းရဲ့ဖော်ရွေတဲ့စကားတွေကိုချင်းချောက်မှုတွေအဖြစ်ဆက်လုပ်နေတဲ့အခါအခြေအနေကတတိကအောက်ဖြစ်သွားပြီးကီယူရဲ့လူတွေကြားမှာထိတ်လန့်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ခစ်ချိုတစ်ခုခုဖြစ်နေပြီဟုတန်တရားဝင်လာသည်သူကအာယန်ရဲ့အမူအရာကိုကြည့်ပြီးသူမဟာအခုစိတ်အေးလက်အေးရှိပြီးကျင်နာတက်တဲ့ပုံပေါက်နေတယ်ဆိုတာသဘောပေါက်လိုက်တယ်သို့တော့ဘာသာပြန်သူ၏စကားလုံးများသည်လုံးဝမကိုက်ညီပါကချူးရဲ့စိတ်ထဲမှာတန်တရားတွေကြီးထွားလာပါတယ်ဘာသာပြန်သူကရွေချက်ရှိမှားယွင်းစွာဆက်သွယ်ပြောဆိုနေတာလားကချူးနဲ့သူ့အဖွဲ့သားတွေဟာသူတို့ရဲ့အခြေစိုက်စခန်းကိုပြန်လာတဲ့အချိန်မှာမမျှော်လင့်ထားတဲ့ဧည့်သည်တယောက်ပြိုင်ဘက်ကိုင်းရဲ့ခေါင်းဆောင်ကိုယ်တိုင်ကိုရှာတွေ့ခဲ့ပါတယ်အံ့ဩစရာကောင်းတာကအဲ့ဒီလူကလူတိုင်းရှိမှတင်ရှုံးနိမ့်မှုကိုပွန့်ပွန့်လင်းလင်းဝန်ခံလိုက်တယ်ကိစ္စပြီးသွားတော့သူ့ကိုတိတ်တိတ်လေးခေါ်ထုတ်သွားတယ်ဒါတွေအားလုံးမှာအာရီယွန်ရဲ့အဆုံးဖြတ်ပေးနိုင်စွမ်းကြောင့်ကစ်ချူရဲ့ယာဒူးကတညာရဲနဲ့မြင့်တက်လာပါတယ်သူဟာယာဒူးနှိမ့်တဲ့လူဆိုးကနေတထေးကြီးရဲ့ယုံကြည်ရတဲ့ညာလက်ယုံအဖြစ်ယာဒူးတိုးမြင့်ခံရတယ်အခြားတနေရာမှာတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ Black Dragon ရဲ့ယာဒူးမြင့်မားတဲ့အဖွဲ့ဝင်ချက်ချောင်းက Ryan ကိုတုတ်တင်ရှင်းလင်းဖို့အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်ပါတယ်သူမကိုဖမ်းဆီးဖို့ Professional လူသက်သမားတွေအဖွဲ့တစ်ဖွဲ့ကိုငှားရမ်းပါတယ်မြို့ကိုပြန်ရောက်တော့အာရွန်နဲ့ဂိုင်းသားတွေဟာလူသက်သမားတွေတိုက်ခိုက်ခံရတဲ့အခါပေါ့ပေါ့ပပပန်းဖြေနေကြပါတယ်ကမောက်ကမဖြစ်မှုပောက်ကွဲလာသည်အဖွဲ့သည်အကာအကွယ်အတွက်အပြေးလွှားကြိုးစားကထိမှန်မှုကိုကတ်ရှောင်နိုင်ခဲ့တော်လဲအာရန်သည်ကြီးစံတတောင်းဖြင့်လက်မောင်းကိုထိမှန်သွားခဲ့သည်ကချူဟာသူ့ရဲ့တထေးကြီးကိုလှုပ်ကြံမှုကြိုးစားမှုအကြောင်းကြားဖို့အပြေးလွှားသွားပါတယ်အိမ်ပြန်ရောက်တော့အဖွဲ့သားတွေနိုးထပြီးနောက်ထပ်ပြောင်းရွှေ့ဖို့မြန်မြန်ဆန်ဆန်စီစဉ်ကြတယ်လုံခြုံရေးအတွက်သူတို့လူစုခွဲလိုက်ကြတယ်အာရီယွန်းကကချူနဲ့အတူလိုက်ပါသွားပြီးဘာသာပြန်တဲ့ကျန်တဲ့အဖွဲ့သားတွေကတီးခြားရင်တစည်းနဲ့လိုက်ပါကြပါတယ်လောက်ကျန်တက်ဖြတ်သူတွေကအာယွန်းနဲ့ကချူတို့ကိုပဲခြေရခံနေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိလာရတာကြောင့်ဒီကွဲလွဲမှုကပညာရှိရာရောက်ပါတယ်လမ်းများတစ်လျှောက်မြန်ဆန်သောလိုက်လံဖမ်းဆီးမှုတစ်ခုပေါ်ပေါက်လာတော့လဲလောက်ကျန်သူများသည်လိုက်လံဖမ်းဆီးနေစဉ်အတွင်းလာနေသော truck ကားတစ်စီးကိုဝင်တိုက်မိသောအခါလင်းတို့နှစ်ဦးသည်လိုက်လံရှာဖွေသူများကိုဆုံးရှုံးနိုင်ခဲ့သည်ပုံအောင်မှုလုံခြုံတဲ့နေရာတစ်ခုလိုအပ်နေတဲ့ကစ်ချူကအာယောင်ကိုသူ့ရဲ့ငယ်ဘဝအိမ်ကိုခေါ်သွားပါတယ်အဲ့ဒီမှာသူတို့နောက်ဆုံးတော့အသက်ရှူဖို့ခဏရကြတယ်သူမိဘတွေကသူတို့အတူတူရှိနေတာကိုမြင်တော့အာယန်ကသူ့ရီးစားလို့ထင်ကြတယ်ထီထီမီမီဖြစ်စေတဲ့အခိုက်အတန့်လေးမှာကစ်ချူရဲ့အမေကသူ့ကိုမိသားစုလဲဆွဲတောင်ပေးခဲ့ပြီးအာရန်စီပေးခဲ့ပါတယ်ကစ်ချူနဲ့အာရွန်တို့ဟာသူ့မိသားစုအိမ်အောင်မှာငင်းကျဲမှုကိုရှာတွေ့နေချိန်မှာပဲတခြားနေရာတွေမှာပြဿနာတွေပေါ်ပေါက်လာပါတယ်အာယွန်းရဲ့အဖေမဟူရာနဂါးတွေရဲ့တကိုးကြီးတဲ့ခေါင်းဆောင်ဟာအခုချိန်မှာအန်ရရဲကြားရောက်နေပါပြီသမီးရဲ့ဘေးကင်းရေးနဲ့ပတ်သက်ပြီးအကြီးတန်းအဖွဲ့ဝင်တယောက်နဲ့တင်းမာတဲ့အစည်းအဝေးတစ်ခုအတွင်းရောင်ရဲ့ဖခင်ဟာစကားဝိုင်းတစ်ခုအတွင်းမှာဘုံတစ်လုံးပောက်ကွဲသွားတဲ့အခါပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုမှာတိတ်မိနေခဲ့ပြီးသူ့ကိုပြင်းထန်စွာဒဏ်ရာရစေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကီချူနဲ့အာရွန်တို့ဟာအန်ရရဲကနေကပ်ဘေးကနေလွတ်မြောက်ပြီးနောက်သူတို့ရဲ့အဖွဲ့သားတွေနဲ့ဘာသာပြန်သူနဲ့ပြန်လည်ချိတ်ဆက်ခဲ့ကြပါတယ်ဒါပေမဲ့အာရွန်ကအဖွဲ့ထဲကနေတိတ်တိတ်လေးခွဲထွက်သွားပြီးသူမရဲ့အဖေကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့လောက်ကျန်တက်ဖြတ်သူတွေရဲ့ခြုံခိုတိုက်ခိုက်မှုကိုထပ်မံခံခဲ့ရပါတယ်သူတို့ပတ်လည်တွင်ဖုံမှုများဝဲပြန်နေသည်နှင့်အမျှအာရန်ကလင်းမြန်စွာတုံ့ပြန်ပြီးသူမ၏ဓားများကိုတည်စေနိုင်သောတိကျမှုဖြင့်ပစ်ပေါက်လိုက်သည်တိုက်ခိုက်သူနှစ်ဦးသည်ချက်ချင်းလဲကျသွားပြီးလေပင်တွင်ထိမှန်ခဲ့သည်ခေါင်းဆောင်တစ်ယောက်သာကျန်တော့သည်အာရန်ကိုနှင့်လောက်ကျန်တက်ဖြတ်သူခေါင်းဆောင်တို့အကြားပြင်းထန်သောရန်ပွဲတစ်ခုဖြစ်ပွားခဲ့သည်သူတို့ရဲ့ဓားတွေကမြန်နှုံးနဲ့တိကျမှုတွေနဲ့ထိတ်တိုက်တွေ့နေပြီးဓားတိုင်းကတခြားဓားချက်တွေကိုပိတ်ဆို့ပြီးတံပြန်တိုက်ခိုက်ကြတယ်ခေါင်းဆောင်မှာအားဖြင့်အနှဲငယ်သာလုံတော့လဲအာရီယောင်ကပုံမူပါနဲ့ကြောင်းတက်တည်ပြခဲ့သည်ရုတ်တရက်လှုပ်ရှားမှုတစ်ခုနဲ့အာယွန်းဟာမျက်ပုံကြီးတစ်ခုတည်းကိုငုတ်ရှိုးဝင်ရောက်သွားပြီးမြင်ကွင်းကနေပျောက်ကွယ်သွားပါတယ်လူသက်သမားသည်မျက်စိစုံမိတ်၍အတွင်းသို့ပြေးဝင်ကဓားဖြင့်ထိုးသည်ဒါပေမဲ့အာရီယောင်ကစောင့်နေခဲ့တယ်သူမကဓားကိုလူသက်သမားရဲ့ပိုက်ထဲထိုးဆိုင်လိုက်တာကြောင့်ရန်ပွဲကိုအပြီးအပိုင်ဆုံးသက်လိုက်ပါတယ်မကြခင်မှာပဲခချူးကအာယောင်ကိုရှာတွေ့ပြီးသူ့အမေကိုရှာတွေ့ပြီလို့ပြောပေမဲ့စိတ်ခံစားမှုအရာအသင့်ပြင်ထားဖို့တတိပေးပါတယ်အဝေးကနေအာယွန်းကသူ့အမေကိုမိသားစုအသစ်နဲ့အတူတိတ်ဆိတ်ပျော်ရွှင်တဲ့ဘဝကိုနေထိုင်နေတာကိုမြင်နေရတယ်
အာယွန်းကသူ့မေရဲ့ဘဝမှာပြန်ပေါ်လာတာကသူ့ကိုနာကျင်စေမှာကိုစိုးရိမ်ပြီးအနာမကပ်ဖို့ရွေးချယ်လိုက်တယ်။ဝမ်းနဲ့ကြေကွဲစွာဖြင့်သူမသည်ဟောင်ကောင်သို့ပြန်လာရန်အချိန်တန်ပြီဟုဆုံးဖြတ်လိုက်သည်။သူမထွက်သွားခင်မှာကချူးကသူဘလို့ခံစားနေရလဲဆိုတာပြောပြဖို့ကြိုးစားပေမဲ့အာရွန်ကဘာမှပြန်မပြောဘဲထွက်သွားခဲ့တယ်။သူမရဲ့ခံစားချက်တွေကသူ့ကိုဝင်ပြောခွင့်မပေးခဲ့ဘူး။ဟောင်ကောင်ကိုပြန်ရောက်တော့အာရွန်ကသူ့ဖေအိမ်ကိုပြန်ရောက်လာတယ်။သူဟာဘုံကျဲတိုက်ခိုက်မှုကနေအသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့အတော်လေးကံကောင်းထောက်မစွာပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာသူမတွေ့ရှိခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ကပြင်းထန်စွာမီးလောင်ခံထားရပြီးအသက်ကိုဆုပ်ကင်ထားရပါတယ်။သူမရှိမောက်မှာကွယ်လုံးမသွားခင်မှာသူတို့ဟာနောက်ဆုံးအချိန်လေးကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်။နောက်တစ်နေ့မှာကီချူးမမျှော်လင့်ပဲရောက်လာပါတယ်။သူကအာယုံကိုသူ့အမေမတော်တဆထားခဲ့တဲ့ပုံကိုပေးလိုက်တယ်။အပြန်လန်အနေနဲ့အာယောင်ကသူတို့ရဲ့နှောင်ကြိုးကိုတိတ်တဆိတ်အတိမတ်ပြုတဲ့အနေနဲ့သူ့ကိုနမ်းပါတယ်။နောက်တစ်နေ့မနက်မှာ Black Dragon အဖွဲ့ဝင်တယောက်အတွက်မင်္ဂလာပွဲတစ်ခုကျင်းပပါတယ်။အာရန်ကဒါကိုသူမရဲ့အခိုက်အတန့်ဖြစ်မြင်တယ်။သူမသည်သူတို့သမီးအယောင်ဆောင်၍အခမ်းအနားထဲသို့တယောက်တည်းခိုးဝင်သည်။သူမရဲ့ရည်မှန်းချက်က Black Dragon ရဲ့ boss အတစ်နဲ့နီးစပ်ဖို့ပါ။သူမအဖေတေဆုံးမှုရဲ့အဓိကတရားခံပါ။သူတို့ရစ်ပလင်မှာမျက်နှာချင်းဆိုင်ရက်နေချိန်မှာအာရီယောင်ကအချိန်မဖြုံးတီးပါဘူး။သူမကဓားကိုဆွဲထုတ်ပြီးတထေးရဲ့ရင်ဘတ်ကိုထိုးဖောက်လိုက်တဲ့အခါသူမရဲ့နောက်ဆုံးလက်စားချေတဲ့လုပ်ရက်ကိုစတင်လိုက်ပါပြီ။အာရန်ရဲ့အရန်လူကအချိန်မီရောက်လာတာကြောင့်မင်္ဂလာပွဲမှာရုပ်ရုပ်တဲတဲဖြစ်သွားပါတယ်။ကစ်ချူလည်းအပါဝင်ပါပဲ။အာရီယွန်းကယဉ်ကျေးစွာပြန်လဲလှုပ်ရှားပြီးကြီးစံများကိုရှောင်ရှားကအားနည်းသောဂိုင်းစတားများကိုအလွယ်တကူချေမှုန်းလိုက်သည်။သူမရဲ့ကံချက်တွေနဲ့ဓာတ်ချက်တွေကမြေပြင်ကိုတိကျစွာခုတ်ထစ်သွားပြီးဂိုင်းသားတွေတယောက်ပြီးတယောက်လဲကျသွားပါတယ်။တထေးရဲ့ထိပ်တန်းရဲအရာရှိကပစ္စတိုတလက်နဲ့ဝင်ရောက်လာပြီးမြဲအာရွန်ကသူ့ပစ်ခတ်မှုကိုရှောင်လဲပြီးရင်ဘတ်ကိုဓာတ်နဲ့တစ်ထိုးဆိုင်လိုက်တယ်။ညံဆန်ပြီးအသက်အန္တရာယ်ဖြစ်စေတယ်။ရှေ့ကိုတွန်းပို့ရင်းနောက်ဆုံးတော့သူမဟာဒဏ်ရာရနေတဲ့ဂိုင်းကောင်းဆောင်စီရောက်သွားပါတယ်။အာရွန်ကဓာတ်နှစ်ချောင်းလုံးကိုဆွဲထုတ်ပြီးအဆုံးသတ်ဖို့ပြင်ဆင်လိုက်တယ်။ဒါပေမဲ့တထေးကညစ်ပတ်တဲ့ပုံစံနဲ့လက်နက်ချခြင်းရောင်ဆောင်ပြီးလက်နက်ချဖို့ဟန်ဆောင်လိုက်တဲ့အခါဝက်ထားတဲ့တနက်ကိုဆွဲထုတ်ပြီးအာယွန်းရဲ့ခြေထောက်ကိုပစ်တက်လိုက်ပါတယ်။သူမမြေပြင်ပေါ်လဲကျသွားပြီးတနက်ပြောင်းကသူမကိုချိန်ထားပေမဲ့အဲ့ဒီအချိန်မှာပဲကီချူးကဝင်ရောက်ဆွတ်ဖက်ပါတယ်။သူကတထေးကိုအာယုံလွှဲလိုက်တာကြောင့်သူကိုယ်တိုင်ပစ်တက်ခံရပြီးအဆောက်အဦရဲ့အပေါ်ထပ်ကနေပြုတ်ကျသွားပါတယ်။အခွင့်အရေးကိုစုပ်ကင်ပြီးအာယုံကတထေးကိုဓာတ်နဲ့ထိုးပြီးနောက်သူ့ခန္ဓာကိုယ်ကိုဓာတ်နဲ့ထိုးလိုက်တယ်။တထေးကနောက်ပြန်ဆုပ်ပြီးအောက်ကလမ်းပေါ်မှာပြုတ်ကျသေဆုံးသွားပါတယ်။သူမစိတ်သက်သာရသွားတဲ့အချိန်မှာအာယွန်းကအောက်ကိုငုံကြည့်လိုက်တော့ခချူးအသက်ရှင်နေတာကိုတွေးလိုက်ရပြီးအစဉ်ပြေစွာဖြစ်သွားတဲ့အမိုက်ကားကသူ့ကိုဖိထားလိုက်တယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါအာရီယောင်ကသူ့အဖေရဲ့နေရာကို Black Dragon ရဲ့ခေါင်းဆောင်အသစ်အဖြစ်အစားထိုးလိုက်ပါတယ်။ဒါပေမဲ့ချူးကတိတ်တိတ်လေးလေစိတ်ကိုဥတီပြီးထွက်သွားပါတယ်။အာရန်ဂွန်ရဲ့တစ္ဆာရှိလက်ထောက်ကသူ့ကိုမတိုက်ခိုက်ပဲဆုံးရှုံးခွင့်မပေးဘူး။သူမသည်သူ့ကိုရက်တန့်ရန်အပြေးလွှားထွက်သွားသည်။အဝေးပြေးလမ်းမကြီးပေါ်မှာတော့ဂိုင်းကကစ်ချူးရဲ့တက္ကစီကိုကြားဖြတ်တားဆီးလိုက်ပါတယ်။အာယွန်းနဲ့ကီချူးနှစ်ယောက်စလုံးလမ်းမပေါ်မှာတွေ့ဆုံပြီးထွက်လာကြတယ်။သူမရဲ့လူတွေဝိုင်းရံထားပြီးဘာသာပြန်လက်ထောက်နဲ့အတူကီချူးဟာအာယွန်းကိုသူ့ရဲ့မိသားစုလက်ဆွဲကိုပေးလိုက်ပါတယ်။ဒါကသူ့ရဲ့လက်ထက်ခွင့်တောင်းတဲ့ပုံစံပါပဲ။နေဝင်ချိန်အောက်မှာနှစ်ယောက်သားပွေဖက်လိုက်ကြပြီးနောက်ဆုံးတော့အတူတူဖြစ်သွားကြတယ်။ဇလန်းကအဲ့ဒါပါပဲ။ခရှုလိုအစင်းနှိမ်ဂိုင်းစတာတယောက်ကဂိုင်းကောင်းဆောင်ရဲ့တမီးရဲ့နှလုံးသားကိုတိမ့်ပိုက်နိုင်လိမ့်မယ်လို့ဘယ်သူထင်ပါလဲ။ဒီလိုမျိုးနောက်ထပ်ထူးထူးဆန်းဆန်းဇလန်းတိုလေးတွေအတွက် subscribe နှိပ်ပေးပါ။